မင်္ဂလာပါဒီနေ့တော့လေးလာတင်ယူမှုစွမ်းရည်ကိုဘလို့ပိုကောင်းအောင်လုပ်မလဲဘလို့အရှိန်မြင့်တင်မလဲဆိုတာလေးအတူတူကြည့်ကြရအောင်ဟုတ်ကဲ့ Peter Hollins ရဲ့ Learn Like Einstein ဆိုတဲ့စာအုပ်အဲ့ဒီထက်ကအထူးအချက်တွေကိုအခြေခံပြီးပြောကြမှာပါဟုတ်ပါတယ်စိတ်ဝင်စားစရာစာအုပ်တို့ပါဟုတ်တယ်နော်ဒီစာအုပ်ကလေးလာမှုပိုမြန်ချင်တယ်ပိုထိရောက်ချင်တယ်ဆိုတဲ့သူတွေတော်နီလန်းကောက်တွေတော်တော်များများပေးထားရတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ညီမန်းချက်ကရှင်းရှင်းလေးပါဒီစာအုပ်ထက်ကအကောင်းဆုံးအတွေးခေါ်တွေလက်တွေ့ကြတဲ့နီလန်းတွေအဲ့ဒါတွေကိုဆွဲထုတ်ပြီးတော့လေးလာမှုမှာတကယ်အသုံးဝင်မဲ့အပြောင်းလဲဖြစ်စီမဲ့အရာတွေကိုရှာဖွေကြမယ်လေးလာမှုနဲ့ပတ်သက်ပြီးအထင်မှားနေတာတွေပြီးတော့မှန်ကန်တဲ့အတွေးခေါ်ကဘလို့ရှိတင်လဲစာဖတ်တာမှတ်စုရေးတာလေ့ကျင့်တာကအစားဟိုးမညံတဲ့ပန်းတိုင်အဆုံးပေါ့အဓိကကြတဲ့အပိုင်းတွေကိုခြုံလုံပြီးတော့ဆွေးနွေးသွားကြတာပေါ့နော်ဟုတ်ကဲ့တကယ်တော့လေးလာနီးကိုလေးလာတတ်တယ်ဆိုတာကအဲ့ဒါကိုယ်တိုင်ကကျွမ်းကျင်မှုကခုလို့ထင်နေတာဟုတ်တယ်ဗါတဲ့တခုတက်ဖို့အကျိုးစားတာကောင်းပါတယ်ဒါပေမဲ့ဘလို့လေးလာရမလဲဆိုတဲ့နီးလန်းtechnique ကိုတီးထိုင်းလေအများကြီးပုံမြန်နိုင်တယ်ပိုထိရောက်သွားနိုင်တယ်မှန်ပါတယ်ဒီမြစ်အဲ့ဒီဘလို့ဆိုတဲ့အပိုင်းကိုပဲအဓိကထားပြောကြမှာပါကောင်းပါပြီဒါဆိုရင်လူတော်များများယုံနေကြပင်ပဲတကယ်တော့မားနေတဲ့အယူဆတချို့နဲ့စလိုက်ကြအောင်အကြီးဆုံးအထင်မှားတစ်ခုကတော့ညံကောင်းတယ်ဆိုတာမွေးရပါပဲပြောင်းလို့မရတော့ဘူးဆိုတာမျိုးဒါကတကယ်ဟုတ်လားအဲ့ဒါကတော်တော်လေးအန်ရမြနဲ့လို့ပြောလို့ရတဲ့အတွေ့ဟောပါ Carol Dweck ဆိုတဲ့တူတဲ့ဒီကဒါကိုထပ်မှတ်ပြီးသားအတွေ့ဟော fixed mindset လို့ခေါ်တယ်။အော် fixed mindset ဟုတ်တယ်ဒီလိုယုံကြည်တဲ့သူတွေကစိန်ခေါ်မှုတစ်ခုခုတွေ့ပြီးဒါမှမဟုတ်ကြာရှုံးသွားပြီဆိုရင်ငါကဒီလောက်ပဲတက်နိုင်တာငါညံကဒီလောက်ပဲဆိုပြီးအလွယ်တကူလက်လျှော့သွားတတ်ကြတယ်စိတ်ကကြသွားတော့ပေါ့ဟုတ်တယ်တကယ်တမ်းကျတော့လီလာနိုင်စွမ်းဆိုတာကစူးစမ်းအထောက်မှုရဲ့နီးစနစ်မှန်ကန်မှုရဲ့အဲ့ဒါတွေနဲ့အများကြီးတိုးတက်လာနိုင်တဲ့အရာတိုးတက်မှုအတွေ့အခေါ် growth mindset ရှိတဲ့သူတွေကဒါကိုယုံကြည်ကြတယ် growth mindset ဟုတ်ကဲ့သူတို့ကအခက်အခဲကိုသင်ယူဖို့အခွင့်အရေးတစ်ခုလိုမြင်စူးစမ်းမှုကိုတန်ဖိုးထားတယ်ဒါကြောင့်မို့လို့ပထမဆုံးပြောင်းလဲရမှာကငါလုံနိုင်တယ်ငါတိုးတက်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ပဲအဲ့ဒါအရေးကြီးဆုံးပဲအယမ်းမှန်ပါတယ်ဟုတ်ကဲ့နောက်ကအယူဆမှားတစ်ခုကကြာရှုံးတာမကောင်းဘူးဆိုတာလေဒါမဲ့စာအုပ်ထဲမှာစင်ကာပူကလေ့လာမှုတစ်ခုကိုပြောထားတယ်အကျိုးရှိသောကြာရှုံးမှု productive failure ဆိုတာရှိတယ်လေproductive failure ဟုတ်တယ်အထည်ဝလွယ်လွယ်လေးတိလိုက်ရတာတဲ့ကိုယ်တိုင်ရုန်းကန်ပြီးတော့ရှာရင်းခေါ်ရင်မားကြည့်တာကပို့ပြီးတော့နည်းနားလဲစေတယ်ဆိုပဲအဲ့ဒါဘယ်လိုမျိုးအလုပ်ဖြစ်တာပါလဲအဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဒီသဘောတရားကအဖြေကိုအလွယ်လေးပေးမဲ့အစားလေးကိုယ်တိုင်ရင်စင်းစားစန်တတ်မပြီးတော့အဲ့ဒီမားတွေကနေပြန်တင်ယူစေတာဟုတ်ကဲ့အဓိကရုန်းကန်ရချက် struggle လုပ်ရတဲ့အပိုင်းကနေနားလည်မှုပိုရသွားတာပေါ့ဒါပေမဲ့ဒီတိုင်းပစ်ထားလို့တော့မဖြစ်ဘူးအော်အကျိုးရှိတဲ့ကြာရှုံးမှုဖြစ်ဖို့ဆိုရင်အချင်းလေး၃ခုလောက်လိုတယ်လို့ဆိုတယ်တခါစိတ်တအားကြတော့စေတဲ့ခက်ခဲမျိုးမဟုတ်ဘဲနဲ့စင်ခေါ်မှုလေးရှိပြီးစိတ်ဝင်စားစရာတော့ဖြစ်ရမယ်challenge ရှိရမယ်ဟုတ်တယ်နံပါတ်2ကကိုဘယ်လိုစူးစမ်းခဲ့တယ်ဘယ်လိုတွေးခေါ်ခဲ့တယ်ဆိုတာကိုပြန်ပြီးတော့ရှင်းပြခွင့်ရှိရမယ် reflect လုပ်ခွင့်ပေါ့ဟုတ်ကဲ့ပြီးတော့နံပါတ်3ကနောက်ဆုံးမှာတော့မှန်ကန်တဲ့နီလန်းဒီအဖြေတွေနဲ့ကိုယ့်ရဲ့စူးစမ်းခဲ့တဲ့နီလန်းဒီကိုနိုင်ရှင်းပြီးတုံးတက်နိုင်ရမယ်အဲ့လိုဆိုရင်ကြာရှုံးမှုကအကောင်းဆုံးသင်ခန်းစာဖြစ်သွားနိုင်တယ်ဆိုတော့ကြာရှုံးမှုကိုရှောင်မဲ့အစားကြိုဆိုပြီးတော့အဲ့ဒီကနေတင်ယူဖို့ပြင်ဆင်ထားရမယ်ဆိုတဲ့သဘောပေါ့ကောင်းပြီနောက်အယူဆမားတစ်ခုအဖြစ်များတယ်ထင်တယ်စားချက်ဟင်းအကြာကြီးထိုင်ချက်လေးကောင်းလေဆိုတာမျိုးညာဘက်ဒီမအိပ်ပဲကြက်တာတော့ပါတော့ပေါ့အဲ့ဒါကတော့ဘလောက်ချီအောင်မှုရှိပါတယ်ဒါလည်းတော်တော်ဖြစ်များတယ်ထင်မှာပဲဦးနှုတ်ကကြွတ်သားလိုပဲလို့စဉ်းစားကြည့်လေအနာပေးဖို့လိုတယ်ဟုတ်တချင်ထဲမှာအကြာကြီးအတင်းဖိချက်တာ cramming လုပ်တာပေါ့အဲ့ဒါကရေတို့စာမျိုးဝဲအတွက်တော့အလုပ်ဖြစ်တယ်လို့ထင်ရပါမယ်ရေရှည်မှာဘာမှတိတ်မမှတ်မိတော့တာများတယ်ဟုတ်တယ်နော်စာမွေးပွဲပြီးရင်မေ့တော့အဲ့လိုပဲပိုထီရောက်တဲ့နီးက spaced repetition လို့ခေါ်တယ်ကြားဖြတ်ထပ်ကြော်ခြင်းမှာ spaced repetition ဟုတ်ကဲ့အချက်လက်ဒီကိုတထိုင်တဲ့အကုန်ဖိချက်မဲ့အစားနည်းနည်းစီခွဲဒါပေမဲ့အချိန်လေးတွေခြားပြီးတော့ထက်ခါလိလာတာကဥနောက်ထဲမှာပို့ပြီးတော့ဆွေးမြဲစေတဲ့ဒီအကြောင်းကိုနောက်ပိုင်းအသေးစိတ်ထပ်ပြောကြသေးလားပေါ့ဟုတ်ကဲ့အခုလောလောဆယ်ထိထားဖို့ကအချိန်ကြာကြီးတစ်ဆက်တီးလောက်တာထက်အာယုံဆိုင်မှုအပြည့်နဲ့ခဏလို့ခဏနာပြန်လို့
အဲ့ဒီပုံစံကပိုကောင်းတယ်ဆိုတာပါမယ် ဒီနေရာမှာ multitasking ကိစ္စလေးချက်မေးခြင်းတယ်အလုပ်မျိုးစုံတပြိုင်တည်းလောက်တာလေစာလုံးရင်ဖုန်းတောင်းတချင်းနားထောင်အဲ့လိုမျိုး ဒါကလည်းထိရောက်မှုကိုအကြီးအကျယ်ကျဆင်းစေတဲ့အလေးထားတစ်ခုပဲဦးနောက်ကတကယ်တမ်းတော့အလုပ်တစ်ခုတည်းကိုပဲတေချာအာယုံစိုက်နေတာပါ အော် တစ်ခုကနေနောက်တစ်ခုပြောင်းလိုက်တိုင်းအာယုံစိုက်မှုပြန်စုစည်းရတဲ့အချိန် task switching cost လို့ခေါ်တာပေါ့အဲ့ဒီအချိန်တွေကုန်သွားတယ်ဆိုတော့ထိရောက်မှုလည်းမရှိဘူးအမှားလည်းများနိုင်တယ် ဥပမာတစ်ပင်တစ်ပင်ကိုအပီခုတ်တာနဲ့ 7 ကိုတဝက်စီလိုက်ခုတ်တာ ဟုတ်တယ်အဲ့လိုဥပမာမျိုးပေါ့ဘယ်ဟာကအလုပ်ဖြစ်မလဲစဉ်းစားကြည့်ပေါ့ ရှင်းပါဟုတ်ကဲ့ဒါဆိုရင်ဘလို့လေးလာနေတဲ့ပိုထိရောက်လဲဆိုတာစကြည့်အောင်လေးလာမှု pyramid learning pyramid ဆိုတာကြားဘူးလေဟောပြောချက်နားထောင်တာထက်ကိုယ်တိုင်လက်တွေ့လုပ်ကြည့်တာတခြားသူကိုပြန်သင်ပေးတာအဲ့ဒါတွေကအများကြီးပို့မှတ်မိတယ်ဆိုတာမျိုးအဲ့ဒါဘလို့တဘောတရားလဲ အဲ့ဒီ pyramid ကအချမ်းဖြန်းတော့မှလည်းလို့ဆိုရမယ်အဓိကကွာခြားချက်က passive learning နဲ့ active learning ကြားမှာပါ passive ဆိုတာလက်ခံယုံတတ်တဲ့လေ့လာတာဥပမာနားထောင်တာဖတ်တာမျိုး active learning ကကြတော့တက်ကြွစွာပါဝင်ပြီးလေ့လာတာဥပမာဆွေးနွေးတာလက်တွေ့စမ်းလုပ်ကြည့်တာတခြားသူကိုပြန်တင်ပြတာမျိုးတွေပေါ့ ကိုယ်တိုင်ပါဝင်လှုပ်ဆောင်တာ ဟုတ်တယ် active learning ကဥနှုံကိုပို့ပြီးအလုပ်လုပ်စေတယ်ပို့နဲ့ချင်းနဲ့နားလည်မှုတွေရစေတယ် skip ရှိတာကိုစာအုပ်ဖတ်ပြီးသင်လို့မရတယ်လို့ပဲပေါ့ ဟုတ် ဘာသာရဲ့အများစုမှာတက်ကြွစွာပါဝင်လေ့ကျင့်မှုကမရှိမဖြစ်လိုအပ်တယ်အထူးသဖြင့်ခြားသူကိုပြန်တင်ပေးရမှာဆိုရင်ကိုယ်တိုင်ကအရင်ဆုံးတေးသေးချာချာနားလည်နေမှရမှာလေ ဟုတ်ကဲ့ ဒါကြောင့် retention rate က90လောက်ထိဖြစ်နိုင်တယ်လို့အဲ့ဒီ pyramid မှာဆိုထားတာပါ ဆိုလိုတာက passive နီလန်းတွေကိုနည်းနည်း short ပြီးတော့ active နီလန်းတွေကိုပို့သုံးဖို့လိုလာပြီပေါ့နော် okay အခုဒုတိယအပိုင်းကိုဆက်သွားကြရအောင်ဒါကတော့ကိုနားလည်ခြင်းနဲ့အဓိကလေးလာနီးစနစ်တီအကြောင်းမှာကိုရဲ့လေးလာပုံကိုကိုယ်တိုင်သိဖို့ကအရေးကြီးရလို့ဆိုလဲနော် VARK တို့ learning styles ခုနှစ်မျိုးတို့အဲ့ဒါတွေ ဟုတ်ပါတယ်လူတွေကအများယုံ visual တန်တာလားအကြားယုံ auditory လားစာဖတ်ရတာ reading writing အားတန်တာလားကိုယ်လည်းလှုပ်ရှားမှု kinesthetic နဲ့သင်ယူတာပိုကြိုက်လားစသဖြင့်အားတဲ့ပုံစံတွေကွဲပြားနိုင်တယ်ဆိုတဲ့သဘောတရားတွေပေါ့ ဟုတ်ကဲ့ ဒါပေမဲ့ဒီနေရာမှာတစ်ခုတတိထားရမှာကဒီ learning styles တွေရဲ့တိပ္ပံနည်းချခိုင်မာမှုအပေါ်မှာငင်းခုန်မှုတွေရှိနေတုံးပဲ အော်ဟုတ်လား ဟုတ်တယ်အဓိကပြဿနာကလူတွေကိုအကွက်တစ်ခုတည်းအတင်းထည့်လိုက်တယ်လို့ဖြစ်သွားနိုင်တာပဲနာက visual learner ပဲဒါကြောင့်ပုံတွေပဲကြည့်မယ်ဆိုတာမျိုးကန့်တက်လိုက်တာကမကောင်းဘူး အေးကိုကန့်တက်လိုက်တယ်လို့ဖြစ်သွားမှာပေါ့ ဟုတ်တယ်တကယ်တမ်းမှာအကောင်းဆုံးကကိုပုံစံတစ်ခုတည်းနဲ့တန်စိတ်ကပ်မထားပဲနဲ့လေနီလန်းမျိုးစုံကိုစမ်းကြည့်ပြီးလို့ကိုယ့်အတွက်ဘယ်ဟာကပိုအဆင်ပြေလဲဘယ်ဟာကပိုစိတ်ဝင်စားဖို့ကောင်းလဲဆိုတဲ့ရှားဖွေဖို့ပါပဲပြောင်းလဲပြင်လို့ရှိဖို့ရဲ့ကိုမတုံးစရာကိရိယာအဆုံးလင်ရှိနေဖို့ရဲ့အဲ့ဒါကအရေးကြီးဆုံးပဲ ဆိုလိုတာကကို visual learner လို့တန်စိတ်ကပ်ပြီးပုံရချီပဲကြည့်နေတာထက်တခြားနီလန်းဒီဥမာနားထောင်တာတော့လက်တွေ့လုံးတာတော့ကိုလည်းဖွင့်ကြလက်ခံပြီးစမ်းသပ်ကြည့်ဖို့လိုတယ်ဆိုတဲ့သဘောပေါ့နော် မှန်ပါတယ် ဟုတ်ပြီဒါဆိုရင်အားလုံးနဲ့သက်ဆိုင်မဲ့စာဖတ်ခြင်းအကြောင်းလေးကြည့်ရအောင်စာဖတ်တာကတော့အရေးကြီးမှသိကြတာပဲလေဒါပေမဲ့ဘလို့ပုံမြန်အောင်ပိုထျအောင်အောင်ပြီးတော့ဖတ်ပြီးတာတွေပုံမတ်မိအောင်လုပ်နိုင်မလဲ စာဖတ်ခြင်းမှာအပိုင်း၃ပိုင်းရှိတယ်လို့ပြောနိုင်တယ်ပေါ့အမြန်နှုံးထိရောက်မှုပြီးတော့မှတ်မိမှုပါအမြန်နှုံးအတွက်ကတော့စိတ်ထဲကလိုက်ရတာ subfocalization ကို short ချဖို့စကားလုံးတွေကိုတစ်လုံးချင်းမဟုတ်ပဲအောက်စုလိုက် phrase လိုက်ဖတ်ဖို့လက်ညှိုးလေးနဲ့ဖေး pointer တစ်ခုခုသုံးပြီးဖတ်ဖို့တွေလုံးလို့ရတယ် speed reading technique တွေပေါ့ ဟုတ်တယ်ဒါပေမဲ့အမြန်နှုံးကြီးပဲအဓိကမဟုတ်ဘူးပိုရေးကြည့်တာကထိရောက်မှုနဲ့မှတ်မိမှုပါအထူးသဖြင့် non fiction စာအုပ်တွေရှေ့တဲ့ဆောင်းပါးတွေဖတ်တဲ့အခါအစားအဆောင်တကြောင်မကြံလိုက်ဖတ်နေဖို့မလိုပါဘူး အော် စောက်တုပ်ကိုနိုင်ဝက်လောက်နဲ့အဓိကချက်တွေဆွဲထုတ်နိုင်တဲ့နည်းလမ်းရှိတယ်ဥပမာအဖုံးမာတိကာအချင်းချုပ်အဲ့ဒါတွေကို3မိနစ်လောက်အကြမ်းဖြင့်ကြည့်လိုက်ပြီးရင်အခန်းတွေရဲ့အစပိုင်းအဆုံးပိုင်းနာကအပိုက်တွေကို9မိနစ်လောက်ဖတ်ပြီးတော့အဓိကချက်ရှာကြည့်ပြီးမှကိုတကယ်စိတ်ဝင်စားတဲ့အပိုင်းကိုမိနစ်20လောက်အသေးစိတ်ဖတ်ပြီးတော့ကိုဘာသာချင်းချုပ် plan ရေးချတာမျိုးပေါ့ အချင်းကုန်တက်တာစီမဲနီးပဲနော်ကောင်းလိုက်တာဖတ်ပြီးတာတွေပုံမှန်မိအောင်တော့ဘယ်လိုလုပ်ရမလဲဖတ်ပြီးခဏနေမေ့သွားတာမျိုးမဖြစ်အောင်လေ အထူးကတော့စောစောပြောတဲ့ active learning နဲ့ဆက်ဆံနေတယ် active reading လို့ခေါ်တဲ့တက်ကြွစွာဖတ်ရှုခြင်းလုပ်ရမှာပေါ့
active reading ဟုတ်တယ်ဖတ်နေရတဲ့ကိုမိကောနဲ့မေးကြည့်ပါဒီအချက်ကဘာကြောင့်အရေးကြီးတာလဲငါဒါကိုလက်ခံလားလက်မခံဘူးလားစန့်ကျင်ဘက်အမြင်နဲ့ဘာဖြစ်နိုင်မလဲဆိုတာမျိုးတွေပေါ့ ကိုဦးတော့ကိုအလုပ်ပေးတာပေါ့ ဟိုအခန်းရောက်လိုက်ဒီအခန်းရောက်လိုက် out of order ပြန်ပတ်ကြည့်တာကဆက်ဆက်မှုပေါ်မှာပဲမိခိုးပြီးမမိနေတာမျိုးကို short ချပေးနိုင်တယ် ကောင်းလိုက်တဲ့အချက်ပဲဆိုတော့ active reading နဲ့ active learning ကချိတ်ဆက်နေတာပေါ့ဒီလိုတစ်ကြွစွာဖန်ရင်ရလာရဲ့အချက်တွေကိုမတ်စု note taking ကောင်းကောင်းဘယ်လိုရေးမလဲမတ်စုရေးတာကတော့ passive မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ မဆူရေးတာကိုလေအတန်းထဲမှာပြောတာလိုက်ကူးတာစောက်တွေကကူးချတာအဲ့လိုမတန်းတင်ယုံတက်တဲ့လူတဘောမထားသင့်ဘူးဒါကတက်ကြွတဲ့လေးလာမှုဖြစ်စဉ်တစ်ခုဖြစ်တဲ့ ဟုတ်ကဲ့ မှာဖြစ်ဖြစ်စာဖတ်ရင်ဖြစ်ဖြစ်အဓိကအချက်တွေကိုဖမ်းယူမှတ်တာလက်ရင်းနဲ့ရင်းနိုင်ရင်ပိုကောင်းတယ်လို့လည်းဆိုတယ် လေးရနဲ့ နှစ်ကဒီဖြစ်ချင်း editing နောက်မှအဲ့ဒီမဆုကိုပြန်ဖတ်ပြီးစူးစီးတာရှင်းလင်းအောင်ပြန်လုပ်တာကိုပါရင်နားမလဲတည်းလေဘယ်နေရာမှာဘုဒ္ဓတာကြီးလိုနေသေးလဲဆိုတာရှာဖွေတာ ဟုတ်ပြီ သုံးသက်ချင်း analyzing အချင်းချုပ်တာအချက်လက်တွေအချင်းချင်းချိတ်ဆက်တာကိုပိုင်အတွေးအမြင်တွေထဲတာမှတ်ရလွယ်အောင် mnemonics လိုဟာတွေတုံးတာ နည်းစဉ်းစားတာပေါ့ လေးကတော့ပြန်လဲသုံးသက်ချင်း reflecting ဒီမှတ်စုတွေကိုသုံးပြီးတော့မေးခွန်းတွေပြန်ဖြေကြည့်တာတခြားသူတွေနဲ့ဆွေးနွေးတာမျိုးပေါ့ Cornell နီလန်းလိုစနစ်ကျတဲ့ပုံစံတွေလည်းရှိတယ်ဒါမှမဟုတ်ကိုပိုင်ပုံစံနဲ့လည်းလုပ်လို့ရတယ်အဓိကမှတ်စုကို active tool တစ်ခုအဖြစ်သုံးဖို့ပဲ ရန်ကောင်းပါမယ်အခုအရန်အရေးကြီးတဲ့မှတ်မြတ်အပိုင်းကိုရောက်လာပြီစောစောကပြောခဲ့တဲ့ spaced repetition အကြောင်းလေးကိုပို့ပြီးနားလည်အောင်ရှင်းပြပေးပါဦးဘာကြောင့်ဒါကတထိုင်တဲ့အကြာကြီးဖြည့်ချတာ cramming ထပ်ပိုကောင်းရတာလဲ space repetition ရဲ့အခြေခံကတော့ Ebbinghaus ဆိုတဲ့ပညာရှင်ရဲ့မေ့လျော်ခြင်းမြင်ကွေး forgetting curve ကလာတာပါ forgetting curve ဟုတ်တယ်ကျွန်တော်တို့အတက်တင်လိုက်တဲ့အရာတွေကိုလေသိမကြခဲ့အချိန်တွင်းမှာတော်တော်များများပြန်မိတ်ထွက်တတ်တယ် ဟုတ်တယ်မှန်တယ် ဒါကိုတားဆီးဖို့အကောင်းဆုံးနည်းကအဲ့ဒီအချမ်းလေးကိုမိတော့မလို့ဖြစ်ခါနေအချိန်လေးမှာပြန်ပြီးတော့မရအောင်လုပ်ပေးတာ recall လုပ်ခိုင်းတာပေါ့ အော်မမေ့ခင်လေးမှပြန်ဆဲတာပေါ့ ဟုတ်တယ်အဲ့လိုကြားပြပြီးတော့အချိန်ချင်းပြန်လေ့လာတဲ့အခါဦးနောက်ကဒီချက်အလက်ကအရေးကြီးတယ်ဆိုပြီးတော့ signal ရသွားတယ်အဲ့တော့ရေရှည်မှတ်ဉာဏ် long term memory တွေကိုပို့ပြလိုက်တယ် ဟုတ်ကဲ့ criming ကကျတော့ရေတို့မှာအတင်းထိုးတွက်လိုက်တယ်လို့ပဲဦးနောက်ကအရေးကြီးတယ်လို့မမှတ်ယူနိုင်ခင်မေ့သွားတော့ space repetition တော့ Anki တို့ fresh cut every သုံးလို့ရတယ်ဒါမှမဟုတ်ကိုပါတာအချိန်စရာလီဆွဲပြီးတော့လည်းလုပ်လို့ရတယ် အချိန်ဆရာဆိုတော့ဥပမာဒီနေ့တင်လောက်ကိုညနေပြန်ကြည့်နောက်နေ့ပြန်ကြည့်၃ရက်နေပြန်ကြည့်အဲ့လိုမျိုးလား ဟုတ်ပါတယ်အဲ့လိုကြားကလာတွေချားပြီးတော့လေအဓိကကြားထဲမှာအချိန်ချဖို့ရယ်နောက်ပြီးတော့ပြန်လေးလာတဲ့အခါတက်ကြွစွာပြန်ခေါ်ခြင်း active recall လုပ်ဖို့ပဲ passive ပြန်ဖတ်တာမဟုတ်ဘူး active recall အဲ့ဒါလေးကိုနည်းနည်းထပ်ရှင်းပြပါအောင်စာရုပ်ကိုကြည့်ပြီးပြန်ဖတ်တာမဟုတ်ဘူးဆိုတော့ ဟုတ်တယ် active recall ဆိုတာကအဖြေကိုဖုံးထားပြီးကိုမှတ်ဉာဏ်ထက်ကနေကိုယ်တိုင်ပြန်ထုတ်ကြည့်ရတာမျိုး flash card ဆိုရင်မိခွန်းပြကိုကြည့်ပြီးအဖြေကိုကိုယ့်ဘာသာပြန်စဉ်းစားတာ ကိုဦးလောက်ကိုစမ်းတတ်တာပေါ့ မိုင်မဆူကိုမကြည့်ပဲအဓိကအချက်တွေခြားရည်ကြည့်တာမျိုးဒါကစာရွက်ပေါ်ကစာကို passive ပြန်ဖတ်တာထက်အများကြီးပို့ပြီးတော့မှတ်ဉာဏ်ကိုခိုင်မာစေတယ်တခြားမှတ်ဉာဏ်အထောက်အကူဘူးနီးလန်တွေလည်းရှိသေးတယ် mnemonics လိုဟာမျိုးတွေ Roy G. Biff လိုဟာမျိုးလားတတ်တန်ရောင်စင် ဟုတ်တယ်အတူကောက်စံကလုံးတွေစာကြောင်းလေးတွေနဲ့မှတ်တာပေါ့ပြီးတော့ပုံမြင်လေးတွေဥပမာလေးတွေဖန်တီးပြီးတော့အချက်လက်တွေကိုကိုယ်နဲ့ပို့ပြီးသက်ဆိုင်အောင်ပို့ပြီးစိတ်ဝင်စားစရာကောင်းအောင်လုပ်တာမျိုးတွေလည်းအတုံးဝင်ပါတယ် ကောင်းပါပြီအခုတတိယပိုင်းကိုသွားကြရအောင်ဒါကတော့လေ့ကျင့်မှု practice ပန်းနိုင်များ goals နဲ့အားလုံးကိုပေါင်းစပ်ခြင်းအကြောင်းပါလေ့ကျင့်ခြင်းကအရေးကြီးမှန်းသိပေမဲ့ဘယ်လိုလေ့ကျင့်ရင်အထီအောင်ဆုံးထင်မလဲရိုးရိုးထက်ခါတလဲလဲလုံနေုံမလား ရိုးရိုးထက်ခါတလဲလဲလုံနေုံနဲ့တော့မလုံလောက်ဘူးဆိုရမယ် John Hayes ဆိုတဲ့ပညာရှင်ပြောတယ် deliberate practice ဆိုတာရှိတယ်ရည်ရွယ်ချက်ရှိလေ့ကျင့်ခြင်းပေါ့ deliberate practice ဟုတ်ကဲ့ဒါကဘာလဲဆိုတော့ကိုကျွမ်းကျင်ခြင်းတဲ့အရာတစ်ခုကိုအသေးစိတ်ကျွမ်းကျင်မှုအခွဲလေးတွေ sub skills တွေဖြစ်ခွဲခြားလိုက်တယ်ပြီးတော့ကိုဘေးအပိုင်းမှာအားနည်းနေလဲဆိုတာကိုရှာဖွေပြီးအဲ့ဒီအပိုင်းကိုပဲအဓိကအားရုံစိုက်ပြီးလေ့ကျင့်တာ ကိုအားနည်းချက်ကို target ထားတာပေါ့ ဟုတ်တယ်ပြီးတော့လေ့ကျင့်နေတော့မှချက်ချင်းတွန့်ပြန်မှု immediate feedback ရယူပြီးတော့ကို့အမကိုချက်ချင်းပြင်ဆင်တာနောက်ပြီးကိုယ်စွမ်းရည်ရဲ့အစိုးနာ edge of capacity အရန်မလွယ်လုံးမခက်လုံးတဲ့အနေဟာမှာအမြဲစိန်ခေါ်မှုပေးနေတာမျိုးပေါ့ တယောတမဥမာလိုမျိုးလားခတ်တဲ့အပိုက်လေးကိုပဲထက်ခါတီးတာ အတိကြပဲ
Duke Kirklow ကစန္ဒာလေးလာမှုမှာလည်းတွေးရှိချက်ကအလိုပဲထိတ်တန်းကြောင်းသားတွေကသူတို့အမားများတဲ့အခက်ခဲတွေးတဲ့တီးကွက်အပိုင်းလေးတွေကိုပဲထက်ခါအာယုံဆိုင်လေ့ကျင့်ကြတာတွေ့ရတယ်ဖြစ်တယ်လို့လုံနေလားဝင်းငင်နဲ့နင်းရှင်းရင်ဒါကအများကြီးပုံမြင်တိုးတက်စေတယ် ဒါဆိုရင်ကိုအားနဲ့ချက်ကိုရှာဖွေပြီးအဲ့ဒီအပေါ်မှာအဓိကအာယုံစိုက်လေ့ကျင့်ရမှာပေါ့နော်ကောင်းပြီစာအုပ်ထက်ကနောက်ထပ်စိတ်ဝင်စားစရာအကြံဉာဏ်တစ်ခုကလေ့လာခြင်းကိုဒုတိယဦးစားပေးချီထားပါတဲ့ make learning secondary ပေါ့အဲ့ဒါကဘယ်လိုအတိတ်ပဲလဲလေ့လာတာအရေးမကြီးဘူးလို့ပြောချင်တာလားအဲ့လိုတော့တိုက်ရိုက်မဟုတ်ဘူးဗျာဆိုလိုတာကလေ့လာခြင်းဆိုတဲ့ process ရှိကိုအဓိကပန်းတိုင်ထားပြီးငါစာကြက်ရမယ်ဆိုရင်ဖိအားပေးနေမယ်အစားလေကိုတကယ်စိတ်ရထတန်းနဲ့ကိုတကယ်ပျော်ရွှင်မှုပေးနိုင်တဲ့ project တစ်ခုခုဒါမှမဟုတ်ပန်းတိုင်တစ်ခုကိုအာယုံစိုက်ပြီးလိုက်စားလိုက်တဲ့အခါအဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်လိုအပ်တဲ့ပဟုထုထတွေကြွချင်မှုတွေကိုဘေးထွက်ဆိုးကျိုးဖြစ်နေအလိုလိုတင်ယူမိတွာတာကပိုပြီးတော့ထိရောက်တဲ့ပိုပြီးတော့ပြောစရာကောင်းတယ်လို့ဆိုလိုတာပါ။အော်ဥပမာစာရေးသူကသူ Spanish စကားပြောတတ်လာတာစကားပြောချင်တဲ့ကောင်းလေးတယောက်ကြောင့်တယ်သူ့ကိုစာရိုက်မြင်လာတာက game ဆော့ချင်လို့ AIM မှာချက်ချင်လို့တဲ့အဲ့လိုဥမာတွေပေးထားတယ်ဟုတ်ကဲ့ဆိုတော့ပန်းတိုင်တစ်ခုခုရှိတဲ့အခါလိုအပ်တဲ့အရာတွေကိုတင်ယူဖို့လုံဆော်မှုကအလိုလိုဖြစ်လာတယ်ဆိုတဲ့သဘောမျိုးပေါ့ဒါကိုဘယ်လိုလက်တွေ့အသုံးချနိုင်မလဲဥပမာကိုက game တစ်ခု design ဆွဲချင်တယ်ဆိုရင်အဲ့ဒီ project ကိုအာယုံစိုက်ရင်နဲ့လိုအပ်တဲ့ programming ရော art skills ကိုလိလာသွားတာမျိုးလားဟုတ်ပါတယ်အဲ့လို project တွေကိုတကယ်စိတ်ဝင်စားတဲ့ပန်းတိုင်တွေရှာဖွေပါဒါမှမဟုတ်ကိုပါတာဖန်တီးလိုက်ပါအဓိကလုပ်ငန်းစဉ်ကိုပြောင်းမွေးဖို့ပဲဒီနေရာမှာ Dan Coyle ဆိုတဲ့စာရေးဆရာရဲ့13 research 23 action ဆိုတဲ့စီးမြင်ကိုလည်းသတိရသင့်တယ်13 research 23 action ဟုတ်တယ်လေးလာချီပဲမနေပဲနဲ့လက်တွေ့အထုံးချေခြင်းဖန်တီးခြင်းကပိုပြီးတော့အကျိုးရှိစေတယ်ဒါကစောစောကပြောခဲ့တဲ့ learning pyramid မှာပါတဲ့ active learning နည်းလမ်းတွေနဲ့လည်းတိုက်ရိုက်ဖြန့်ချစ်ဆက်နေတာပေါ့မှန်ပါတယ်ပန်းနိုင်ရဲ့အကြောင်းပြောနေတော့ဆိုတော့လေ့လာမှုမှာပန်းနိုင်ချမှတ်တာကဘလို့အရေးကြီးလဲ smart ပန်းနိုင်ဆိုတာကတော့ဘာလဲပန်းနိုင်တွေကလမ်းပြကျဲလို့ပဲပေါ့ကိုပဲကိုတွားနေလဲဘလောက်ခရီးရောက်နေပြီလဲဆိုတာသိဖို့ကူညီပြီးတယ်လှုံ့ဆော်လို့လည်းပေးတယ်ဒီ smart ဆိုတာကတော့ပန်းနိုင်တွေကိုပိုပြီးထိရောက်အောင်ပိုပြီးအလုပ်ဖြစ်အောင်ချမှတ်တဲ့နည်းလမ်းတစ်ခုရဲ့အတိုးခေါက်စကားလုံးပါ SMART ဟုတ်တယ် S က specific တိကျတော့ M က measurable တိုင်းတာနိုင်တော့ A က attainable လက်လန်းမီနိုင်တော့ဖြစ်နိုင်တော့ R က relevant ကိုယ့်အတွက်အရေးပါတော့သက်ဆိုင်တော့ T က time bound အချိန်သက်မှတ်ထားတော့ဥပမာလေးပေးပါဦးဥပမာစာပိုဖတ်မယ်လို့ပန်းတိုင်ထားမှာတဲ့နောက်တလအတွင်းမှာဒီ programming စောင့်ရဲ့အခန်းမှာခန်းကိုဖတ်ပြီးအဓိက concept တွေကိုမှတ်စုထုတ်မယ်ဆိုတာမျိုးက smart ဖြစ်တဲ့ပန်းတိုင်မို့တီကြောတယ်တိုင်းလို့ရတယ်ဖြစ်နိုင်တယ်ကိုလုံးချင်းတဲ့ programming နဲ့ဆိုင်တယ်အချင်းလက်ကန့်တထားတယ်ရှင်းလင်းထားပါပြီဒါဆိုရင်ပန်းနိုင်ချမှတ်တဲ့အကဒီအချက်တွေနဲ့ကိုက်ညီအောင်ချမှတ်ဖို့လိုတာပေါ့နော်โอเคအခုနောက်ဆုံးအချက်လေးတွေအနေနဲ့စာအုပ်ထဲမှာပြောထားတဲ့ incubation အသက်မညာမွေးမြူခြင်းနဲ့လက်လာမှုမှာကြုံရတဲ့အကြီးမားဆုံးအတားအဆီးဆိုတာကိုအချင်းချုပ်လေးပြောပြပေးပါဦး incubation ဆိုတာကတော့လေဦးနောက်ကပြဿနာတစ်ခုကိုသိစေကတိုက်ရိုက်အာယုံမစိုက်ခါတဲ့အချိန်မှာတော့မသိစေကနောက်ွယ်ကနေဆက်ပြီးအလုပ်လုပ်နေတဲ့ဖြစ်စဉ်မျိုးကိုပြောတာအော်ရေချိုးနေရင်အတွေးကောင်းရတာမျိုးဟုတ်တယ်လမ်းလျှောက်နေရင်အကြံရတာမျိုးပေါ့ဒါကြောင့်တခုခုကိုခေါင်းအရန်စားအောင်စဉ်းစားနေပြီးအဖြစ်မထွက်ရင်ခဏလောက်အနားယူပြီးတော့တခြားအာယုံပြောင်းလိုက်တာကအထောက်အကူပြုနိုင်တယ်ဆိုတဲ့သဘောပါ strategic break ပေါ့ဟုတ်ကဲ့နောက်ဆုံးအကြီးမားဆုံးအတားအဆီးကတော့အကြီးမားဆုံးအတားအဆီးကတော့မာန pride ဒါမှမဟုတ်အတ္တ ego ပါပဲမာနဟုတ်တယ်ကိုမတိတာကိုဝင်မခံချင်တာမိကုံမင်းရမှာကြောက်တာအမားလုံးနီးမှာဆိုတာဒါမှမဟုတ်အမားကိုလက်မခံနိုင်တာအထင်သေးခံရမှာစိုးရင်တာအကူညီတောင်းရမှာရှက်တာအဲ့ဒီအရာတွေအကုန်လုံးကတင်ယူမှုကိုအကြီးကျယ်တားဆီးနိုင်ပါတယ်ဟုတ်တယ်နော်တင်ယူမှုဆိုတာကကိုမတိသေးတာကိုရှာဖွေတဲ့ခရီးစဉ်ပဲလေအဲ့တော့နှင်းချတဲ့စိတ် humility နဲ့ချင်းကပ်ဖို့လိုအပ်ပါတယ်ကဲဒီနေ့ဆွေးနွေးခဲ့ကြတာတွေတော်တော်လေးစုံစုံလင်းလင်းရှိပါရဲ့နော်အဓိကအချက်တွေကိုအနစ်ချုပ်ပြန်ပြောရရင်တော့လေ့လာခြင်းဆိုတာကျွမ်းကျင်မှုတစ်ခုပဲလေ့ကျင့်လို့ရတယ်ဟုတ်ကဲ့ပြီးတော့တိုးတက်အောင်လုပ်လို့ရတယ်ဆိုတဲ့ growth mindset အရေးကြီးဆုံးအခြေခံပဲမှန်ပါတယ် passive နည်းလမ်းတွေထက် active နည်းလမ်းတွေဥပမာ active reading active recall practice လုပ်တာတခြားသူကိုပြန်သင်ပြတာတွေကပိုထိရောက်တယ်ဟုတ်တယ် space repetition နဲ့ deliberate practice လို့နည်းစနစ်ကြားတဲ့လေ့ကျင့်မှုတွေကတိုးတက်မှုကိုအရှိန်မြင့်ပေးနိုင်တယ်
ကိုနားလဲပြီးနီလန်မျိုးစုံစမ်းကြည့်ဖို့လိုတယ် smart ပန်းတိုင်ကြီးချမှတ်ဖို့လိုတယ်ပြီးတော့အရေးကြီးဆုံးကမာနာကိုပေးဖယ်ထားဖို့လိုတယ်ဆိုတာဒီပါပဲ ဟုတ်ပါတယ်တကယ်တော့ဒီအချက်တွေကစာကျင်နီဟက်ကွက်လေးတွေတက်တက်တော့မဟုတ်ပါဘူးနတ်ဆိုင်တဲ့နားလည်မှုနဲ့ရေးရှိကျွမ်းကျင်မှုတိဆောက်ဖို့တဲ့အခြေခံကြတဲ့ principles တွေပါဒီနေ့ဆွေးနွေးခဲ့တာတွေကကိရိယာတချို့ပဲရှိသေးတယ်လို့ပြောရမယ် ဟုတ်ကဲ့ အရေးကြီးတာကဒီကိရိယာတွေကိုကိုယ်တိုင်လက်တွေ့စမ်းသုံးကြည့်ပြီးတော့ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်အောင်ပေါင်းဆက်အတုံးချသွားဖို့ပါပဲလေ့လာနည်းကိုလေ့လာတဲ့ခီကဘယ်တော့မှအဆုံးသတ်မသွားပါဘူးဆက်ပြီးရှာဖွေနေရမှာပါ အရင်ကောင်းတဲ့အချုပ်စကားပါပဲဒီနေ့ဆွေးနွေးမှုအဆုံးသတ်မှလေနားထောင်နေတဲ့သူတွေကိုစဉ်းစားစရာလေးတစ်ခုလောက်ပြီးခဲ့ကြမှာလေဒီနေ့ပြောခဲ့တဲ့နီလန်းကောင်းနေအကြံဉာဏ်တွေအများကြီးရှိတဲ့အထက်မှာဒါတွေကိုကိုယ်တိုင်လက်တွေ့စူးစမ်းအသုံးချကြည့်ဖို့တော့ကိုယ့်ကိုအတိတ်ကတောင်းစီထားနိုင်တဲ့အရာကဘာများထင်နိုင်မလဲအချိန်မရှိလားဒါမှမဟုတ်စိတ်မပါလို့လားဒါမှမဟုတ်ရောကိုယ့်ရဲ့လေ့လာနိုင်စွမ်းနဲ့ပတ်သက်ပြီးကိုယ်လည်းတော့တတိမထားမိပဲလက်ခံထားတဲ့အယူဆဟောင်းနေအဲ့ဒီ fixed mindset လိုဟာမျိုးတွေများဖြစ်နေမလားဆိုတာလေးကိုယ့်ဘာသာပြင်မေးကြည့်ဟိုမှာ